ဒီနေရာကိုတစ်ခါမှမရောက်ဘူးနီးတယ်အောင်မေးလို့လမ်းလျှောက်တက်လာတယ်ဒီလမ်းမလေးကားပြန်ယူပြီးတော့ကားနဲ့ပြန်မောင်းပြီးတော့မှပို့ရတယ်ပစ္စည်းတော့ပို့တာနယူးဇီလန်ရဲ့လမ်းတွေကတော့ဒီလိုပဲဒီလမ်းတော့လမ်းမလို့နည်းနည်းကျန်းတာလမ်းတော်တော်များများဒီလောက်မကျန်းဘူးအကုန်ချောနေရပဲဒါပေမဲ့တောတောင်နေထဲမှာတောင်ပေါ်တက်ရတယ်တောင်အောက်ဆင်းရတယ်တံပေးမှလည်းတောတွေကြီးပဲတောင်ပေါ်လမ်းလေးကဆင်းလာတာပေါ့ရောက်တော့လမ်းမပေါ်ရောက်အောင်မလေးကြိုက်နေရောက်ပြီရောက်ပါပြီဒီနေ့ကတော့စက်ရုံလောက်ရုံနေBye bye.